ဒီလို AMC နံပါတ်ပါရင်8128ဒီနံပါတ်ဖလာနော်ဒီ1G ဒီနံပါတ်ဒီကောင်ပေါ်ဒါ CPU ဒါ EMC ဒီကောင်ဘာမိုဒယ်လဲဆိုတော့ Tecno Power 4 Pro Power 4 Pro နော်4 Pro 4 Pro က2.6 A အုပ်စုရတယ်။ဘာရလဲ2.6 A အုပ်စု